ကြက်သားကြိုက်ကြတဲ့တငယ်ချင်းတွေအတွက်ကျွန်တော်ဒီနေ့ကြက်သားပြုတ်ကြော်ကိုအရသာချီချီကောင်းကောင်းလေးနဲ့ပေါ့နော်အနံ့မွမွေးလေးကျွတ်ကျွတ်ရွရွအကြော်လေးကျွန်တော်ဒီနေ့လာပြီးတော့ကြော်ပြသွားမှာဖြစ်ပါတယ်အထားလဲခံပါတယ်နော်လိုက်ပြီးတော့တငယ်ချင်းတို့ဒီရဲ့နီလိုင်းလေးတိုင်းပဲအိမ်မှာပဲအလွယ်တကူလိုက်ပြီးတော့လှုပ်ရှားကြည့်ကြပါဦးနော်ဒီမှာကျွန်တော်ကြက်သားတွေကြတော့ကြက်သား3ပေါင်ပေါ့နော်ကျွန်တော်ဒီမှာသုံးထားပါမယ်သူ့ထဲမှာကျွန်တော်တို့စားလေးထည့်ပါမယ်စားထည့်ပြီးဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့အားလုံးပေါ့နော်ရောပြီးတော့နေပေးလိုက်ပါရောနေပြီးဆိုရင်ဒီမှာရေထည့်ပါမယ်ရေလေးနဲ့ပေါ့နော်သူ့ဒီနေရာမှာ2ပြန်3ပြန်ဆေးတာပေးလိုက်ပါနော်အဲ့ဒါမှအထက်ကအညစ်အကြေးလေးတွေလုံးဝဆင်းသွားမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဒီမှာပဒဲကောရဲ့စပလင်ရဲ့ထည့်ပါမယ်ကြက်သားမှာကျွန်တော်တခါတည်းဒီမှာထည့်ပြီးတော့သူ့ဒီနေရာမှာနူးသွားတဲ့အထိပေါ့နော်ပြုတ်ပေးလိုက်ပါကျွန်တော်ကပြုတ်ကြော်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီမှာပြုတ်တာပါနော်ပြီးရင်ဒီမှာစားလေးအနှင်းငယ်ထည့်ပြီးတော့နူးသွားတဲ့အထိပေါ့နော်ဒီနေရာမှာပြုတ်တာပြီးလိုက်ပါဒီမှာကျွန်တော်တို့မုံနဲ့စပြီးတော့လုပ်ဖို့အတွက်အကြော်မုံ2စွန်းထည့်ပါမယ်ပြီးလို့ရှိရင်ဆန်မုံပါနော်ဆန်မုံကတော့ကျွန်တော်ဒီမှာ3စွန်းထည့်ပါမယ်ပြီးရင်ကြက်သားမုံဒီမှာအနှင်းငယ်ထည့်ပါမယ်ကြက်သွန်ဖြူမုံဒီမှာအနှင်းငယ်ထည့်ပါမယ်ပြီးလို့ရှိရင်ဂျင်းအမုတ်လေးဒီမှာအနှင်းငယ်ထည့်ပါမယ်ပြီးရင်စားလေးအနှင်းငယ်ထည့်ပါမယ်အရသာမုတ်လေးအနှင်းငယ်ထည့်ပါမယ်เนาะအားလုံးထည့်ပြီးဆိုလို့ရှိရင်ဒီမှာရောပြီးတော့မှုပေးလိုက်ပါเนาะအားလုံး200အနက်အမုတ်လေးတွေပေါ့เนาะအားလုံး200အနက်ရောပြီးတော့မှုပေးလိုက်ပါမှုပေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာသူ့ကိုရေထည့်ပါမယ်ရေကားကြတော့ရေနွေးလေးသုံးပေးပါเนาะရေနွေးလေးကိုဒီနေရာမှာမဖြစ်မကျေအနေထားလောက်ပေါ့เนาะကိုသုံးပေးပါเนาะဒီလိုမျိုးအနေထားလောက်ဆိုလို့ရှိရင်ရပါပြီเนาะတကယ်လို့ကိုယ့်ရဲ့မုတ်အနှစ်ကကျဲနေတယ်ဆိုလို့ရှိရင်ကြက်သားတွေမှာမကတ်တတ်ပါဘူးเนาะဒါကြောင့်မို့လို့မုတ်အနှစ်ကိုခပ်ပြစ်ပြစ်လေးနဲ့လုပ်ပေးပါကြက်သားကြတော့ဒီနေရာမှာကျွန်တော်မိနစ်20လောက်ပြုတ်လိုက်တာတော်တော်လေးကိုနူးလာပါပြီเนาะသူ့ဒီနေရာမှာဖယ်ပြီးတော့အေးလေးခံထားပေးလိုက်ပါကြက်သားလေးဒီနေရာမှာအေးခံပြီးဆိုလို့ရှိရင်သူ့ဒီနေရာမှာဇွန်းလေးတဲ့ပေါ့เนาะအရသာလေးတွေအထဲတဲ့တိပေါ့เนาะအတွင်းအသားတဲ့တိစိတ်ဝင်သွားရအောင်ကျွန်တော်ဒီမှာခရင်လေးနဲ့ဒီမှာထိုးပါမယ်3ခုစလုံးပေါ့နော်ကျွန်တော်ဒီမှာခရင်လေးနဲ့ဟိုဘက်ဒီဘက်ကို200အနက်ထိုးပေးလိုက်ပါထိုးပေးပြီးဆိုလို့ရှိရင်အစောကကျွန်တော်တို့ဆက်တာတဲ့မုံနစ်တယ်မှာရောပြီးတော့နှစ်ပေးလိုက်ပါနော်ရောပြီးတော့စိတ်ပေးလိုက်ပါအားလုံးတမတ်သွားအောင်ရောပြီးတော့ဒီမှာမှွေပေးပြီးဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့သူ့ကိုနာယူလာပေါ့နော်နှက်ထားပေးလိုက်ပါနာယူလာကျွန်တော်ဒီမှာသူ့ကိုနှက်ထားပြီးဆိုလို့ရှိရင်သူ့ကိုဒီမှာကျွန်တော်တို့စပြီးတော့ကြော်ဖို့အတွက်စီထည့်ပါမယ်မကတ်တဲ့အိုးနဲ့ကျွန်တော်ဒီမှာကြော်မှာဖြစ်ပါတယ်နော်စီလေးတွေကြတော့အကြော်ဖြစ်တဲ့အတွက်ကြောင့်စီကြတော့ဒီနေရာမှာစီခက်မြမြလေးသုံးပေးပါစီလေးတွေပူလာပြီးဆိုတဲ့အချိန်ကျမှကျွန်တော်တို့ဒီမှာသူ့ကိုတစ်ခုချင်းစီကြော်ပေးပါနော်မီးကြတော့ဒီနေရာမှာမီးခက်အေးလေးနဲ့ကြော်ပေးပါနော်အဲ့ဒါမှကိုယ့်ရဲ့အတွင်းထဲအသားလေးတွေကလုံးဝကြော့တော်မှာဖြစ်ပါတယ်ကျွန်တော်ဒီနေရာမှာ nestic အိုလေးနဲ့လာပြီးတော့မိတ်ဆက်ပေးပါရစေနော်မင်္ဂလာပါကျွန်တော်ဒီမှာဒါမျိုး nestic အိုလေးတွေကိုမြန်မာကျပ်ငွေ3000ကျပ်တွေနဲ့လာရောက်မှယူလို့ရပါတယ်။မှာယူချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Messenger မှာလာရောက်မှယူလို့ရပါတယ်။ဒီလိုမျိုးအနှဲငယ်ပေါ့နော်အားလုံးဟိုဘက်ဒီဘက်ပေါ့နော်ခက်ကျွတ်လေးရတဲ့အနေထားဒီနေရာမှာမီအေးလေးနဲ့ကြော်ပေးပါနော်။နီရဲလေးနဲ့ရပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့သူ့ကိုစကားလေးနဲ့စီလေးတွေစစ်တာပေးလိုက်ပါနော်။အဲ့ဒါမှအတွင်းထားတဲ့အသားလေးတွေကလုံးဝကျွတ်ရွလေးနဲ့ရမှာဖြစ်ပါတယ်နော်တကယ်လို့ကိုကစီလေးတွေမစစ်ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီကြက်သားလေးကပြုတ်အီလေးနဲ့ရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့စီလေးတွေစစ်တာပေးလိုက်ပါနော်အချိန်ခက်ကြလေးနဲ့စီလေးတွေစစ်တာပေးလိုက်ပါဒါဆိုရင်အရန်ကိုအထားလဲခတ်ပြီးစားလို့လည်းအရန်ကောင်းတဲ့ကြက်သားကြော်လေးရပါပြီနော်လိုက်ပြီးတော့တငယ်ချင်းတို့ကြော်စားကြည့်ကြပါဦးနော်ကျွန်တော်ရဲ့ FoodPKK Facebook page နဲ့ YouTube channel မှာဟင်းချက်နည်းလေးတွေတင်ထားတာဖြစ်တဲ့အတွက်ဟင်းချက်စားခြင်းတဲ့တငယ်ချင်းတွေလာရောက်လေ့လာလို့ရပါတယ်ဒီဗီဒီယိုလေးကိုသဘောကျပြီးကြိုက်နေတဲ့ရင် like and share လေးနဲ့နှိပ်ခဲ့ပေးဖို့တောင်းဆိုလိုက်ပါရစေနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် bye bye